ကဲကျွန်တော်မိတ်ဆွေများအားလုံးပဲကျွန်တော်ဒီကနေ့ကြာသပတေးနေ့ရဲ့မနက်12နာရီဓမ္မနဲ့ဈေးမှာဆိုရင်တော့ဖြင့်6ခွန်ဆိုတဲ့ညီကိုကဏ္ဍတစ်ခွန်နဲ့ပြီးသွားခဲ့ပြီ6ရှစ်ဆိုရင်ကျွန်တော်တို့အော်ခွန်မိတယ်နော်မွေးကိုက်မှာဆိုလို့6ခွန်ကနေ6ရှစ်ကိုပြောင်းမသွားဘူးဆိုတော့ကျေးဇူးတင်ပါတယ်အဲ့ဒီခွန်သေးတဲ့ပြောချင်တာကအဲ့ဒီခွန်သေးတဲ့ဒီကနေ့ကြာသပတေးနေ့မနက်မှာလည်းမဟုတ်ဘူးညနေမှာလည်းထပ်ပြီးတော့မွေးလိုက်မယ်ဆိုတဲ့အတွက်ကြောင့်မလို့ညနေပိုင်းမှာကျွန်တော်တို့ခွန်ပိုင်နဲ့တကွာကောင်းပေးစရာရှိခွန်ပိုင်နဲ့တကွာကောင်းဆိုတဲ့အခါကျတော့က live map ဖို့အားလုံးအစင်းနဲ့ပြန်ထားပေးကျွန်တော်မိတ်ဆွေများဒီဗီဒီယိုလေးကနေဘာတွေရသွားကြမလဲဆိုရင်ခွန်ပိုင်နဲ့တကွာကောင်းဒီလိုလေးပဲမှတ်ထားပေးကျွန်တော်ပြီးတော့မှအသေးစိတ်ပြောပြပေးမယ်နော်ဆိုရင်ကျွန်တော်ရဲ့ချက်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာနော်ကျွန်တော်ရဲ့တူဒီရွှေပိုး YouTube channel အသစ်ကလေးကနေပြီးတော့ကကျွန်တော်ရဲ့ချက်မိတ်ဆွေများအားလုံးကိုနှွေးထွေးစွာပြန်လဲကြိုဆိုလိုက်ပါတယ်ရှေးဆိုကျွန်တော်မိတ်ဆွေများအားလုံးပဲကျမ်းမာကြပါစေချမ်းသာကြပါစေလုံးအင်းဆိုင်ထတလုံးတော်ပါရပြည်သူများပါစေစီးပွားဥစ္စာယတနာများလည်းဒီရေအလားတွတ်တက်ကြီးပွားကြပါစေခင်ဗျာနော်ဆိုမိတ်ဆွေများအားလုံးပဲကျွန်တော်တို့ရဲ့စီစဉ်လေးစားကြရအောင်ဗျာစီစဉ်လေးစားမယ်ဆိုတဲ့နေရာမှာကျွန်တော်မိတ်ဆွေများဒီဗီဒီယိုလေးကနေပြီးတော့ဘာတွေရသွားမလဲဆိုရင်ကျွန်တော်ရှေ့မှာပြောခဲ့သလိုမျိုးပဲ combine နဲ့တကွာကောင်းဒါလေးပဲမှတ်ထားပေးကျွန်တော်ပြီးတော့မှအသေးစိတ်ပြောပြပေးမယ်ညနေပိုင်းမှာထိထိမိမိပေါက်ချင်ပါတယ်အောင်ချင်ပါတယ်ဆိုရင်တော့ဖြင့်ဗီဒီယိုလေးကိုမဖြစ်မနေပြီးဆုံးအောင်ကြည့်ပေးဖို့လိုတယ်ဆိုတဲ့ခါကျတော့ပေါက်ချင်တော့ကြည့်ပါဗျာနော်ဆိုတော့က live map ဖို့လည်းပဲအားလုံးအစင်းသေးပြင်ထားပေးပါအစင်းသေးပြင်နေတဲ့အချိန်အတော့အတွင်းလေးမှာပထမဆုံးပြောစီရရှိတာကကျွန်တော်ရဲ့အဖွဲ့ဝင်မိတ်ဆွေများကျွန်တော်နဲ့လက်တွဲထားကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများပေါ့လေနော်မမဝင်မိတ်ဆွေများငါညီငါမောင်ကြီးအကိုတို့မတို့ဘာလို့ရမလဲဆိုရင်ဘာမှမေးမနေနဲ့ကျွန်တော်ပေးထားတဲ့ပဒေးမကျော်ပတ်တီးကိုသာအာယုံဆိုင်ပြီเนาะကျွန်တော်တို့ခုမကျော်ပတ်တီးကအစိုးရကတည်းကအောင်သွားတာလေဟုတ်တယ်မလားအဲ့ဒီပဒေးမကျော်စာတို့ပတ်တီးပဒေးမကျော်လက်ဆောင်ပတ်တီးလေးကိုသာအာယုံဆိုင်ပေးပါဒီကနေ့ညနေမှာလာဖို့ရှိပါတယ်เนาะအဖွဲ့ဝင်တွေတက်ပြောစရာစကားတွေဒီလောက်ပဲเนาะစိတ်အေးထားမကြောက်နဲ့ပုံမှန်အတိုင်းလေးပဲသွားညနေမှာနောက်ဆုံးအချိန်မြောက်ရက်ချင်းစေပြီဟုတ်တယ်မလားဆိုတဲ့ခါကျတော့ right time အောင်ပါဒီတစ်ခါအောင်ရင်ခင်ဗျားတို့အရာနေတယ်ဆိုတဲ့စကားဘာမှပြောလို့မရတော့ဘူးနော်ဟုတ်တယ်မလားဆိုတော့ကအဖွဲ့ဝင်များအဲ့ဒီပတ်တီးလေးကိုသာအာယုံဆိုင်ပါကျွန်တော်ဘာမှကောင်းတယ်မထည့်ပါနဲ့ငွေပိုငွေရှန်ရှိတယ်ဆိုရင်တော့ဖြင့်နေ့တိုက်ထဲမှာပေးမဲ့တကွက်ကောင်းဆိုတာလေးကိုထည့်ပြီးတော့ကစားသိချင်တယ်ကြိုက်တယ်ဆိုရင်ပေါ့လေနော်ဆိုရင်အဖွဲ့ဝင်များတလောက်ပါပဲပြီးရင်ကျွန်တော်တို့ formula ဆော့တဲ့မိတ်ဆွေများနေကင်းနေလေဆိုတဲ့ခါကျတော့လေနေကင်းမိုင်းဗီဒီယိုဖြစ်တဲ့ခါကျတော့အရင်ကြည့်ရှည်သွားမှာဆိုရင်လို့လိုရင်းတို့ရှင်းလိုက်ပဲ formula ဆော့တဲ့မိတ်ဆွေများအတွက်ကကြတော့ကကျွန်တော်တို့ဘာတွေထပ်ပေးထားသလဲဆိုလို့ရှိရင်တပတ်စာမှာ labor corporate မပြောက်ပရိတ်ရှိမယ်၃ချိန်ပဲကျွန်တော်တယ် labor corporate ဒီနေ့ညနေနဲ့မနက်ဖြန်နေ့ကိုမှ labor corporate ကိုယူဆိုင်ပါတလုံးနဲ့ break ဆိုရင်ကျွန်တော် corporate ကိုကြိုက်ပါတယ်နော်အဲ့ဒီ break ဆော့တဲ့မိတ်ဆွေများက break ကိုပဲတည်တဲ့အာယုံဆိုင်ဒါမှမဟုတ်ပဲပတ်တီးလိုက်နေတာဆိုတဲ့မိတ်ဆွေများအတွက်ကျွန်တော်ပေးထားတဲ့ပတ်တီးကဘာပတ်တီးလဲတစ်ပတ်တီးနဲ့၄ပတ်